မင်းကလေးကခပ်ပေါ့ပေါ့ခုန်ချလိုက်တယ်ထောင်ထဲကနေလွယ်လွယ်လေးနဲ့ထွက်ပြေးလာခဲ့တယ်သူကအလူရဲ့အဂတိလိုက်စားတဲ့အရာရှိရဲ့အိတ်ခန်းကိုရောက်လာတယ်လက်ကိုခက်ဖြော့ဖြော့ဝေ့ရမ်းလိုက်တယ်စပွဲပေါ်ကမုတ်တွေချက်ချင်းတိုးလောင်ခန်းထဲရောက်သွားတယ်ဒါနဲ့ပဲမင်းကလေးကအဂတိလိုက်စားသူရဲ့လျှို့ဝှက်ခန်းထဲတိတ်တိတ်လေးဝင်သွားတယ်နှလုံးထဲကြည့်လိုက်တော့စုပ်ပုံနေတဲ့ရွှေငွေတွေကြီးပဲဒီအဂတိလိုက်စားသူကဒီလောက်များများလှုပ်ထားမယ်လို့လုံးဝမထင်မိဘူးဒီမျိုးအုပ်ကမိရှို့တက်ဖြတ်လူရဲ့ဖြက်စီတာမျိုးမျိုးမကောင်းမှုတွေလုပ်တယ်လို့ကြားတယ်ဒီလောက်တောင်အဂတိလိုက်စားထားတယ်တဲ့ဒါကြောင့်ငါ့ကိုမလျော်ကန်ဘူးလို့မပြောနဲ့တော့မင်းကလေးလည်းလုံးဝမတွန့်လို့ဘူးလက်တစ်ချက်နဲ့ခန်းမတစ်ခုလုံးကရတနာတွေအားလုံးကိုတင်လိုက်တယ်ဒါပေမဲ့သူလှည့်ပြီးထွက်ခါနီးမှာအဂတိလိုက်စားသူကလက်ဆောင်ငွေစက်ကူတွေကိုငုံကြည့်ပြီးရေတွက်နေတာကိုမြင်လိုက်ရတယ်သူကခက်သေးသေးအမိုက်ဆောင်တနေရာမှာပုံနေတယ်ခြေထောက်နဲ့ကန်လိုက်တာနဲ့အဂတိလိုက်စားသူကိုလဲကျသွားစေတယ်ပြီးတော့ကျဲကျနေတဲ့ငွေစက်ကူတွေကိုလည်းတိုးလောင်ခန်းထဲတင်လိုက်တယ်မင်းကလေးဒီလောက်တော်ရတဲ့အကြောင်းကသူကခစ်တစ်ကနေကူးပြောင်းလာတဲ့စိတ်ဆွမ်းအားရှိသူဖြစ်လို့ပါသူအလုပ်တစ်ခုလုပ်ရင်ခွန်အားကုန်ခဲ့ဘူးလေရန်သူတွေလိုက်တက်တာခံခဲ့ရတယ်လမ်းမရှိတော့တဲ့အခြေအနေမှာသူကဘုံကိုဖောက်ခွဲဖို့ရွေးချယ်ခဲ့တယ်ရန်သူတွေနဲ့အတူတေဆုံးသွားတယ်သူမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါရှေးကစ်ကိုကူးပြောင်းရောက်ရှိနေတာကိုတွေ့လိုက်ရတယ်ဒီအချိန်မှာကလေးတအုပ်ကသူ့ကိုကြောက်ခဲတွေနဲ့အသေးအတန်ပစ်ပေါက်နေတယ်ဒါကိုမြင်တော့မင်းကလေးကဒီခန္ဓာကိုယ်ရဲ့ငွေရင်းပိုင်ရှင်ရဲ့မျက်ညံကိုချက်ချင်းပြန်ဖော်ထုတ်တယ်ငွေရင်းပိုင်ရှင်ကညင်ရင်မမီတဲ့ကလေးတစ်ယောက်ဖြစ်နေတယ်အသက်15နှစ်ရှိပေမဲ့3နှစ်ကလေးရဲ့ညင်ရီလောက်ပဲရှိတယ်ကံကောင်းတာကရွာတွေကအခြားမျိုးနွယ်ကလေးတွေကဒါကိုခွင့်ကောင်းယူပြီးသူ့ကိုမစင်မကျင်နှိပ်စက်တယ်ဒါပေမဲ့အခုသူကတော့လူတိုင်းနှိပ်စက်လို့ရတဲ့အားနည်းသူမဟုတ်တော့ဘူးသူကချက်ချင်းမြေကြီးပေါ်ကကြောက်ခဲတွေကောက်ကင်လိုက်တယ်ဒီကလေးတွေကိုသင်ခန်းစာပေးဖို့လုပ်တော့မယ်ဒီချိန်မှာပဲမောင်လေးနဲ့မွေးစားအမေကအလူရဲရောက်လာတယ်သူမကိုရှေ့ကနေကာကွယ်ပေးတယ်မွေးစားအမေကရှေ့တိုးပြီးကျေလောင်တဲ့အတန်နဲ့ငေါက်လိုက်တယ်ဒီကလေးတွေက3ရက်မရရင်အိမ်ကောင်မိုးပေါ်တက်ပြီးကြွေပြားတွေခွာတက်တဲ့ကောင်တွေဒီကလေးတွေရဲ့တင်ပါကိုရောင်းကိုင်းသွားအောင်ရိုက်မယ်လို့ကြွေးကြော်လိုက်တယ်မကြခင်မှာပဲကလေးတွေကဒေါသထွက်နေတဲ့မွေးစားအမေရဲ့မျက်နှာကိုမြင်ပြီးကြောက်လန့်ပြီးထွက်ပြေးကုန်တယ်မင်းကလေးကမွေးစားအမေကကိုယ့်ကိုမယုံရှာပဲအတက်နိုင်ဆုံးကာကွယ်ပေးနေတာကိုကြည့်ပြီးစိတ်ထဲမှာမူရင်းပိုင်ရှင်အတွက်ဒီကျေးဇူးကိုကောင်းကောင်းဆက်ဖို့ချက်ချင်းဆုံးဖြတ်လိုက်တယ်ဒီအချိန်မှာမင်းကလေးရုတ်တရက်သတိထားမိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားနဲ့တိုးလောင်ကန်းကအံ့ဩစရာရှိနေသေးတယ်သူဝမ်းတာပြီးဒီတစ်ခါတော့ရှေးခင်မှာဆွန်းဆွန်းတက်တက်ပြနိုင်ပြီလို့ထင်လိုက်တယ်ဘယ်ထင်လဲနောက်တစ်မိနစ်မှာမွေးစားအဖေကပြေးလာတယ်ဒုတိယဦးလေးကဘယင်ကိုနန်းဆွန်ခိုင်းတာပဲဘယင်ကဒေါသထွက်ပြီးဒုတိယဦးလေးကိုတက်ယုံမကသူ့မိသားစုလုံးကိုပြင်းနေတန်ပေးလိုက်တယ်ဒီစကားကိုကြားတော့မင်းကလေးကအံ့အားတင်သွားတယ်ကို့ချိန်ခီးသွားလာပြီးတာနဲ့ဆိုးတဲ့ဘဝကိုလိုက်ခံရတော့မှလားသူကထိုင်မနေဘူးလို့ဆုံးဖြတ်လိုက်တယ်အိမ်ကိုအမြန်ပြေးသွားပြီးအိမ်မှာရှိတဲ့အတုံးဝင်တဲ့ပစ္စည်းတွေအကုန်လုံးကိုတင်လိုက်တယ်တင်းစရာနေရာစားစရာတုံးစရာအိုးခွက်ပကံတွေဘာမှမချမ်းဘူးအကုန်ယူသွားတယ်ပြီးတော့အကိုကြီးအိမ်ကိုခိုးဝင်သွားပြီးစားချက်ခန်းထဲကစားရိတ်ကရိယာတွေကိုပါတင်လိုက်တယ်ညီလေးအိမ်ပြန်လာတော့အိမ်မှာဘာမှမရှိတာကိုတွေ့တယ်တခိုးဝင်သွားတယ်လို့ထင်တယ်我们家的东西呢？怎么全没了？什么？我们家的锅都没放过，哪个贼呀？他带得走吗？带得走，带得走。မကြခင်မှာတင်းယူကိုလာတဲ့အရာရှိတွေရောက်လာတယ်။ဘရင်မိတော်မူချက်ကသူတို့မိသားစုလုံးကိုပစ္စည်းသိမ်းပြီးပြည်နေတန်ပေးဖို့ပါ။ငွေစားအမေကတမီးလေးကြောင့်မှဆိုလို့တိတ်ပြောတယ်။ငါတို့ကလည်းပဲကြည့်ရှုဖို့ပဲထွက်သွားတာပါ။ဒါပေမဲ့အခြားဆွေမျိုးတွေကြတော့ချက်ချင်းဒေါသထွက်ကုန်တယ်။သူတို့မိသားစုကြောင့်မျိုးရိုးလုံးဒုက္ခရောက်တယ်လို့အပြစ်တင်တယ်။ဒါပေမဲ့မင်းကလေးတို့မိသားစုကဒီလူတွေကိုအမြဲဆောက်ရှောက်ပေးခဲ့တာပါ။အခုတော့ကျေးဇူးကမ်းတယ်။ငွေစားအဖေကဒီလူတွေရဲ့မျက်နှာကိုကြည့်ပြီးဒေါသထွက်ကသူတို့နဲ့ရန်ဖြစ်လိုက်တယ်။စကားနည်းငယ်ပြောပြီးတာနဲ့မိသားစုနှစ်စုကလက်ပါသွားတယ်။ဒီအချိန်မှာတင်းယူကိုလာတဲ့အရာရှိကဒေါသတကြီးထွက်လာတယ်။သူတို့အကြာကြီးရှာဖွေပေးမဲ့အိုးဟောင်းနည်းငယ်ပဲတွေ့တယ်။အရာရှိကသူတို့ပတ်စံကိုဝတ်ထားတယ်လို့ထင်ပြီးငွေတွေကိုအမြန်ထုတ်ဖို့အတင်းကျပ်လုပ်တယ်။အရာရှိကငွေစားအဖေကိုထိခိုက်မဲ့အချိန်မှာမင်းကလေးကသူ့လက်ထဲကချိန်ကိုဖမ်းလိုက်တယ်။လက်မောင်းကိုဆွဲပြီးတစ်ချက်နဲ့သူ့ကိုမူးမေ့စေလိုက်တယ်။အခြားအရာရှိတွေကဒါကိုမြင်တော့သူ့ကိုသင်ခန်းစာပေးဖို့သွားကြတယ်။ဒါပေမဲ့မင်းကလေးကအယူလုပ်လိုက်တယ်။ချိန်ကိုဆွဲပြီးသူတို့ကိုရိုက်လိုက်တော့တယ်။အရာရှိတွေကဒါဟာယူသွတ်တဲ့မိမလို့သတ်မှတ်ပြီးဒီလူတွေကိုအမြန်ထောင်ထဲထည့်လိုက်ရုံပဲ။ဒီလိုနဲ့တမိသားစုလုံးထောင်ထဲရောက်သွားတယ်။ညနေတော့ဒီသူ့အစီကံတွေကအနမ်းဆိုးတဲ့ပေါင်းမုံပဲယူလာပေးတယ်။ဦးကြီးတွေကယွန်ပြီးမစားဘူး馒头都馊了，还怎么吃啊？爱吃不吃，不吃拉倒。မင်းကလေးရဲ့မွေးမိခင်ကလှမ်းလာပြီးမပြတ်စည်းတဲ့ပေါင်းမုံနှလုံးကိုတေချာရွေးယူလာတယ်။ပြောတယ်ဒီနှလုံးကတော့မပြတ်သေးဘူး။မြန်စားလိုက်ဒီအချိန်မှာပဲမွေးမိခင်ရဲ့ဘိုင်းနာယောဂါဟောင်းရုတ်တရက်ပြန်ထလာတယ်။ဒါပေမဲ့ဒီလိုဖြစ်နေတာတော့သူ့စိတ်ထဲမှာစာလောင်နေတဲ့သမီးကိုပဲစိုးရိမ်နေမယ်။ဒါနဲ့မင်းကလေးကတွေးတယ်ညအိတ်တော့အားလုံးအိတ်သွားရင်စွမ်းအားသုံးပြီးအပြင်ထွက်ပြီးစားစရာရှာယူမယ်ပေါ့။ညတကောင်ကျော်တော့မင်းကလေးကထောင်ထဲမှာအားလုံးအိတ်နေတာတွေ့တယ်။ဒါနဲ့လှုပ်ဝက်စွာစွမ်းအားသုံးပြီးထောင်ကနေလွတ်ထွက်လာတယ်ပြီးတော့အမှောင်ထဲမှာအဂတိလိုက်စားတဲ့အရာရှိရဲ့အခန်းထဲကိုခိုးဝင်သွားတယ်။တပွဲပေါ်ကကိတ်မုံတွေအားလုံးကိုတိုးလောင်ခန်းထဲထည့်လိုက်တယ်ပြီးတော့အဂတိလိုက်စားသူရဲ့ဝတ်ထားတဲ့ရွှေငွေရတနာတွေအားလုံးကိုလည်းတင်လိုက်တယ်။ဒါတွေလုပ်ပြီးသူထောင်ထဲပြန်သွားဖို့ပြင်တော့မထင်မှတ်ပဲကင်းလည်နေတဲ့ပြည်သူအစီကံတွေနဲ့မျက်နှာချင်းဆိုင်တွေ့သွားတယ်။သူကချက်ချင်းမျက်နှာကိုဖုံးလိုက်ပြီးခဏအတွင်းမှာပဲကင်းလည်နေတဲ့ပြည်သူအစီကံတွေကိုလဲချလိုက်တယ်ပြီးတော့သူကမြင်ပြန်ပြီးထောင်ထဲပြန်ဝင်သွားတယ်။တိန်းလာတဲ့ကိတ်မုံတွေကိုမိဘတွေကိုပေးစားတယ်။ဝင်းမိခင်ကမြင်တာနဲ့ဒီကိတ်မုံတွေဘဲကရလဲဆိုတာမေးတယ်။မင်းကလေးကပြန်ဖြေတယ်။မနက်ကဈေးထဲမှာဝယ်ထားတာလို့ဒီအချိန်မှာဦးကြီးတွေကကိတ်မုံကိုလူကိုလက်ဆန်လာတယ်။ဒါကိုမြင်တော့မွေးမိခင်ကမင်းကလေးကိုအကာအကွယ်ပေးပြီးနောက်မှာထားလိုက်တယ်။ပြီးတော့ကိတ်မုံတွေကိုတခြားဆွေမျိုးတွေကိုလည်းဝေပေးတယ်။ဆွေမျိုးတွေအားလုံးကချီးကျူးကြတယ်ဒီကလေးမိုက်တော့မနေတော့ဘူးပုံမှန်ဖြစ်လာပြီမွေးမိမတွေလည်းအရန်ပျော်သွားတယ်သမီးရဲ့ယောဂနောက်ဆုံးတော့တက်တာသွားပြီလို့ထင်ကြတယ်ဒါပေမဲ့သူတို့မသိလိုက်တာကရှေ့ကဒီကလေးဟာမူလလူမဟုတ်တော့ဘူးဆိုတာပါပဲဒီအချိန်မှာဆိုတဲ့ဦးကြီးတွေကစိတ်ဆိုးပြီးအဆက်ပြောင်းသွားတယ်就2块烧饼而已，有什么好夸的？哎，你说一个傻子也能被吹上天？哼，一群没有见过世面的土。ဒီအချိန်တစ်ချိန်ထဲမှာပဲအဂတိလိုက်စားသူအရာရှိကသူ့ရွှေငွေတွေခိုးခံရတာကိုသိသွားတယ်ချက်ချင်းလူတွေခေါ်ပြီးထောင်ထဲပြေးဝင်သွားတယ်ပြီးတော့အရင်ကရိုက်လို့တတိလစ်သွားတဲ့အရာရှိကိုလာခေါ်ပြီးလူသက်သမားကိုထောက်ပြခိုင်းတယ်ဒါပေမဲ့အဲ့ဒီအရာရှိကပြောတယ်သူကအဲ့ဒီအချိန်ကမျက်နှာကိုအုပ်ထားတယ်ဘယ်သူမှလုံးဝမမှတ်မိဘူးဒီအချိန်မှာဦးကြီးမိသားစုကခုန်ထွက်လာတယ်မင်းကလေးခိုးတာ机场硬偷的，他刚才拿了好多烧饼出来给大家吃。烧饼？အရာရှိတွေလည်းဒီကိစ္စထူးဆန်းတယ်လို့ထင်ကြတယ်မနက်ကလူကိုထောင်ထဲခေါ်လာတော့ကအကုန်တေချာရှာဖွေပြီးဘာမှယူသွင်းလို့မဖြစ်နိုင်ဘူးဒါကြောင့်မုံတွေကမင်းကလေးခိုးတာပဲလို့ချက်ချင်းဆုံးဖြတ်လိုက်တယ်ပြီးတော့မင်းကလေးကိုထောင်ထဲကနေဆွဲထုတ်လိုက်တယ်ပြင်းပြင်းထန်ထန်ရိုက်နေမင်းမြန်းဖို့စီစဉ်တယ်ဒါပေမဲ့ဒီအချိန်မှာမင်းကလေးကအယူဟန်ဆောင်လိုက်တယ်အယူပြုံးတဲ့ပစ္စည်းတွေကိုအိတ်ထဲမှာဝတ်ထားတယ်လို့ပြောတယ်အဂတိလိုက်စားသူအရာရှိကမြင်တာနဲ့ဒေါသအရန်ထွက်သွားတယ်ကျဲလောင်တဲ့အတန်နဲ့လူတွေကိုမိပူတန်ယူလာခိုင်းတယ်သူ့မျက်နှာပေါ်မှာဘောလုံးစာလုံးရှုပ်不要！